မင်္ဂလာပါ Area 7 in Champion နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခုကျွန်တော်ရောက်နေရတော့အာရနာဥယျာဉ်အင်အားထဲမှာဖြစ်ပါတယ် location ကတော့တန်တူးမှာလမ်းတဲပေါက်ပေါ့နော်အာရနာလမ်းပေါ်မှာရှိတယ်မြို့နေကတော့တင်ငန်းကျွန်းမြို့နယ်ကြီးပွားရက်ကွက်မှာရှိရဖြစ်ပါတယ်ဒီနောက်ကအိမ်ပေါ့နော် RC အိမ်လေးပါခြံကျကတော့ကျွန်တော်တို့PTR ပတ်လေးရှိရပေါ့နော်ဂရန်မီပေါက်ဖြစ်တယ်ပြီးတော့ဒီနားမှာကားကူတောင်လေးလည်းပါသေးတယ်ရေဦးကန်လည်းပါတယ်ဒီဘက်မှာဆိုရေဦးကန်ပေါ့နော်နောက်ကအိမ်လေးပါ okay ဒီကတော့ location ပေါ့နော် location ကတော့တန်တူးမှာလမ်းထဲပေါက်ဖြစ်တယ်ပြီးတော့ဒီနားမှာဆိုရင်သွားဆေးသက်ကူနဲ့လည်းနီးရယ်ပြီးတော့ရက်ကွက်ကြီးပွားရက်ကွက်ပေါ့နော်ဒီအိမ်ကတော့တချို့ကြတော့လေအိမ်ကိုအဓိကမဟုတ်ဘူးပေါ့နော်မြေအဓိကပေါ့နော် PTR ပတ်လေကိုရှာနေတဲ့လူတွေရှိရယ်ကြဲကြဲဝန်းနဲ့နေကျင်တယ်ပေါ့နော် investment လုပ်ချင်တဲ့လူတွေလည်းရှိရယ်ပေါ့နော်PTR ပတ်လေဝယ်ပြီးတော့သူကြတော့ကွန်ဒိုတွေစောက်ချင်တဲ့လူတွေရှိရယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်ဒီမြေကွက်လေးကတင့်တော်ရယ်အဲ့တော့ဒီမြေကွက်လေးကိုစိတ်ဝင်စားတဲ့ဝယ်ယူချင်တယ်ဆိုတော့ Area 7 Real Estate ကိုခုပဲဖုန်းဆက်လိုက်ပါအားလုံးကျေးဇူးပါ